Beyond the Anurata Issue Council ဖြင့်ကျင်းပတဲ့စကားဝိုင်းဆွေးနွေးပွဲကိုရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်ရှိပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနအစည်းအဝေးခန်းမမှာစက်တင်ဘာ23ရက်နေ့လယ်ပိုင်းကကျင်းပခဲ့ပါတယ်။အခမ်းအနားမှာရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာနန္ဒဝင်းကအဖွင့်အမှာစကားပြောကြားပြီးစကားဝိုင်းဆွေးနွေးပွဲကိုစတင်ခဲ့ပါတယ်။အဆိုပါဆွေးနွေးပွဲမှာဦးမာကြီးနဲ့အစာဟောင်းအိမ်ခွဲစိတ်ဆရာဝန်များအဖွဲ့ဥက္ကဋ္ဌပါမောက္ခဒေါက်တာသူရလွင်နဲ့ဒုတိယဥက္ကဋ္ဌဒေါက်တာနိုင်လင်းစော်တို့ကဦးဆောင်ပြီးစအုပ်ပြဿနာရဲ့အခြားတစ်ဖက်မှာဆောင်ရွက်ကြရမယ်အသိပညာဘဝတုဒ္ဒများကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။ပြည်သူလူထုအနေနဲ့မှန်ကန်တဲ့ကာကွယ်ကုသမှုတွေလှုံ့ဆော်နိုင်ဖို့အထောက်အကူဖြစ်စေရန်ရည်ရွယ်ကျင်းပတဲ့ယခုအခမ်းအနားကိုစိတ်ပါဝင်စားကြတဲ့စေယုံအုပ်ကြီးများနဲ့မြို့နယ်ဆရာဝန်ကြီးများတိုက်နယ်ဆရာဝန်များပုဂ္ဂလိကစေယုံများနဲ့ဆရာဝန်များတက်ရောက်ခဲ့ကြပါတယ်။ဆွေးနွေးပွဲအပြီးမှာတက်ရောက်လာကြသူများရဲ့မေးမြန်းမှုများကိုပြန်လည်ဖြေကြားပေးခဲ့ကြပါတယ်။အဲဒီနောက်ဦးဆောင်ဆွေးနွေးခဲ့ကြတဲ့ပါမောက္ခဒေါက်တာသူရလွင်နဲ့ဒေါက်တာနိုင်လင်းစော်တို့ကိုဒီပီယွန်အဖွဲ့ကအမတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြပါတယ်။အခုကျင်းပခဲ့တဲ့အခမ်းအနားနဲ့ပတ်သက်ပြီးအခုလိုကြားသိရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ပြည်သူလူထုကမိမိရဲ့ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းတွေကိုထုတ်ဖော်ပြသရတဲ့စအုပ်ပိုင်းမှာဖြစ်တဲ့ယောဂတွေပေါ့လေကောင်းယောဂဂရင်ဂျီနာယောဂစအုပ်ကွဲတဲ့ယောဂစအုပ်ဝမှာကျွန်တော်တို့ပြည်တည်တတ်တဲ့ယောဂလိုမျိုးအနေအထားတွေကိုပြရမှာရှက်တတ်ပါတယ်ရှက်တတ်တဲ့အခါမှာကျွန်တော်တို့ online ပေါ်မှာတချို့သောမှန်မှန်ကန်တဲ့လိမ်ညာမှုတွေရှိတဲ့ license တင်မထားတဲ့စီကံတွေကိုသွားပြကြပါတယ်ပြပြီးတော့အဲ့နေရာမျိုးမှာတရားမဝင်တဲ့ခွဲစိတ်မှုမျိုးတွေကိုလှုပ်လိုက်တဲ့အခါကျတော့နောက်ဆက်တွဲမှာဆိုးဝါးသွားပါတယ်အဲ့လိုဆိုးဝါးတဲ့ပြဿနာတွေမဖြစ်ရအောင်လို့ကျွန်တော်တို့ The Beyond အစီအစဉ်ရဲ့စတုတ္ထမြောက်ခြေလှမ်းဖြစ်တဲ့ Beyond the Innovator Issue ပေါ့ဆိုးဝါးပြဿနာများကြီးအခြားတစ်ဖက်ဆိုတဲ့သပွဲဝိုင်းဆွေးနွေးပွဲပုံနဲ့ကျွန်တော်တို့ဆောင်ရွက်တဲ့အခမ်းအနားဖြစ်ပါတယ်ဒီအခမ်းအနားမှာကျွန်တော်တို့ကပြည်နယ်တိုင်းအသီးသီးကနေပြီးတော့စိတ်ပါဝင်စားတဲ့ကျွန်တော်တို့ရဲ့ဆရာဝန်တွေကို Zoom နဲ့တက်စီပြီးတော့ရန်ကုန်တိုင်းတွင်းကစိတ်ပါဝင်စားတဲ့ကျွန်တော်တို့ရဲ့ပုဂ္ဂလိကဆေးရုံဆေးခန်းတွေကဆရာဝန်တွေကျွန်တော်ကျန်းမာရေးဝန်ကြီးဌာနကဆရာဝန်တွေကိုတော့ in person ကျွန်တော်တို့လုပ်တဲ့ပွဲလေးပဲဖြစ်ပါတယ်ခင်ဗျာကိုပတ်ဝန်းကျင်မှာကိုဆေးခန်းမှာလူနာတွေကိုဘယ်လိုပြန်ပြီးတော့ဖြန့်ဖြူးကြမလဲဆိုတော့အဓိက message ပေးချင်တာဖြစ်ပါတယ်အဲ့လိုအပြင်ပြည်သူလူထုကမိမိမှာစအုပ်ပိုင်းဆိုင်ရာမှာပြဿနာတက်လာလို့ရှင်ရှက်စရာကြောက်စရာမဟုတ်ဘူးဒါတွေကကျန်းမာရေးဆေးခန်းတွေအစိုးရဆေးခန်းတွေတရားဝင်ဖွင့်လှစ်ထားတဲ့အစိုးရဆေးရုံတွေဒါမှမဟုတ်ပုဂ္ဂလိကဆေးရုံတွေကိုပြသပြီးတော့စနစ်တကျကုသခံယူမယ်ဆိုရင်အချိန်တူတူနဲ့ပျောက်ကင်းသွားမယ်ဆိုတာကိုသိစေချင်တာပါတချို့သောအကြောင်းအရာတွေကခွဲစိတ်စရာလည်းမလိုပါဘူးစေတောက်ယုံနဲ့တချို့ကိုယ့်ရဲ့နေထိုင်မှုပုံစံစနစ်ကိုပြောင်းနိုင်ယူနဲ့ကောင်းနိုင်မဲ့ယောဂမျိုးတွေကိုတခါလေကြတော့ပြည်သူလူထုကလည်း social media ကိုအသုံးပြုကြတဲ့အခါမှာ social media ပေါ်မှာအပြောကောင်းတယ်ကောင်းမလေးလှလှလေးတွေကောင်းလေးချောချောလေးတွေကနေဒီလိုဖြစ်တယ်ဘလောက်ကောင်းသွားပြီလို့ပြောတာနဲ့သူတို့ကယုံကြည်လွယ်ပြီးတော့သူတို့ကသွားလိုက်တဲ့အခါမှာပြီးတော့မှတနေ့တပိုးပတ်စံနေပေးရတာပြီးတော့လည်းမကောင်းဆိုတဲ့ဟာမျိုးတွေသိတော့လဲကိုခံရတဲ့အကြောင်းကိုအင်တာနက်ပေါ်မှာဘယ်သူမှပြန်မပြောရဘူးရန်ကုန်မြို့ကြီးမှာလှလှပပဟိုတယ်တွေပါတယ်ငါ temporary ပေါ့ကျွန်တော်သွားလိုက်ရင်ထွက်ပြေးလိုက်ဒီနေရာမှာနေရာလေးတစ်ခုပြလိုက်ဆိုင်းဘုတ်လေးအသေးလေးချိတ်လိုက်အဲ့လိုမျိုးလိန်လေတဲ့စေကန်းတွေကလည်းပေါ်လာတဲ့အခါမှာကျွန်တော်တို့ကလည်းသတင်းရရင်တော့လည်းလိုက်ပြီးတော့အရေးယူလဲရှိပါတယ်အဲ့တော့ကျွန်တော်တို့မှာပြည်သူလူထုတွေကိုစောင့်ရှောက်ဖို့အတွက်အစဉ်အသင့်ရှိပါတယ်ပြည်သူလူထုကကျွန်တော်တို့အရေးကြီးဆုံးအချက်ဖြစ်ပါတယ်ကျန်းမာရေးဝန်ကြီးဌာနကျောင်းသူဝန်ကြီးနဲ့ကျွန်တော်တို့အားလုံးကလည်းပြည်သူလူထုအတွက်ကိုဥတီဖို့အတွက်ကိုပဲအားလုံးညွှန်ကြားထားတာဖြစ်ပါတယ်လိုအပ်တဲ့စေဝါးတွေကိရိယာတွေအားလုံးလည်းစေယုံတွေမှာပြည့်စုံအောင်ကျွန်တော်တို့ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါတယ်လူတိုင်းကိုအခမဲ့လို့မပြောနိုင်ပေမဲ့အမှန်တကယ်စင်းရဲနွမ်းပါတဲ့လူတွေအတွက်တော့ကျွန်တော်အခမဲ့ဖြစ်အောင်ကြိုးစားနေပါတယ်နိုင်ငံဝန်ထမ်းတွေကိုအခမဲ့ဖြစ်အောင်ကြိုးစားနေပါတယ်နိုင်ငံဝန်ထမ်းအငြိမ်းစားတွေကိုအခမဲ့ဖြစ်အောင်ကြိုးစားနေပါတယ်ကျွန်တော်တို့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ရှောင်လန်းနေပါတယ်ကျွန်တော်ရန်ကုန်မှာဆိုကင်ဆာနဲ့ပတ်သက်လို့ဆိုလေကင်ဆာမှာစောင့်ဆိုင်တဲ့ list တွေမရှိအောင်ကျွန်တော်တို့စူးစမ်းပြီးတော့တကုံစိတ်ကမ်းမှာကင်ဆာအထူးကုဆေးရုံကြီးကိုကျွန်တော်ဖွင့်လှစ်ထားပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အစိုးရဆေး